သူဟာတဘွားလုံးကိုဓားတလက်နဲ့ပဲကုန်ဆုံးခဲ့တယ်ပေါ့။ဝိညာဉ်ဓာတ်ရှင်လို့ပြောလိုက်ရင်မသိတဲ့သူမရှိတယ်လေ။သူ့ကိုအနိုင်တိုက်နိုင်တဲ့သူလည်းမရှိခဲ့ဘူး။သူ့ရဲ့နောက်ဆုံးအချိန်မှာပြိုင်ပွဲဖြစ်သူကငါရဲ့ဂိုင်းလေးကိုစောင့်ရှောက်ပေးပါဦးလို့တောင်းဆိုခဲ့ပေမဲ့သူကတော့စိတ်ဝင်စားခဲ့ဘူး။ဒါပေမဲ့စကားပြောနေရင်းနဲ့တငယ်ချင်းကရုတ်တရက်အမှုဖြစ်ပြီးပျောက်ကွယ်သွားတယ်။အဲဒီနောက်သူ့ဆီကိုလည်းထူးဆန်းတဲ့စွမ်းရည်တစ်ခုအရှိန်နဲ့ပြေးဝင်လာတယ်။သူခုခံကြည့်ပေမဲ့တစ်စက္ကန့်အတွင်းမှာလည်းခန္ဓာကိုယ်ကနှစ်ပိုင်းပြတ်သွားခဲ့ရတယ်။မိစ္ဆာစွမ်းရည်တွေက ဘယ်လိုလုပ်ဒီလောက်တောင်ပြင်းထန်နေရတာလဲလို့သူတွေးနေတုန်းမှာပဲတငယ်ချင်းပေးထားတဲ့လက်ပွက်ကနေအလင်းတွေထွက်လာပြီးသူဟာဝူဟိုင်းဆိုတဲ့နာမည်ကျော်ခိုင်းတစ်ခုရဲ့ပါရမီမရှိတဲ့စီနီယာတပည့်ကြီးရဲ့ကိုယ်ထဲကိုရောက်သွားပါတော့တယ်။ဒီမူဟိုင်းဆိုတဲ့ကောင်လေးကအသက်20တန်းရှိသေးပေမဲ့အရေးချင်းကတော့ဂျူနီယာတွေထက်တောင်နှိမ့်ကျနေပြီးဆရာတစ်ပွဲဖြစ်နေရသူပေါ့။သူတစ်ပါးကိုကယ်ဖို့ကြိုးစားရင်းအလကားနေရင်အသက်ပါသွားတဲ့လူနှုံအားကလေးတစ်ယောက်ပေါ့။အခုတော့ သူကတပည့်တွေလေ့ကျင့်နေတာကိုကြည့်ပြီးခြေလှမ်းတွေကလည်းလွယ်လွယ်အချော်ချော်ဟန်ချက်ကလည်းမညီဒီလိုဆိုရင်တိုက်ခိုက်မှုတွေကဘယ်လိုလုပ်ထိရောက်တော့မှလဲဆိုပြီးစိတ်ပြက်လက်ပြက်ဝေဖန်နေတော့တာပေါ့အားလုံးထဲမှာတော့အဲ့ဒီနီးပြမူချင်းတစ်ယောက်ပဲအလုပ်လုပ်တာအတော်တန်ဟန်ကြတယ်သူကဒုတိယမျိုးဆက်ရဲ့နောက်ဆုံးတပည့်ဖြစ်ပေမဲ့တာဝန်ကျေပြီးတွင်တင်မှုကောင်းတာ哦ဒါပေမဲ့မူဟိုင်းကတော့ဒါကအားရစရာမရှိသေးဘူးလေ့ကျင့်ခန်းတွေပြီးသွားတော့တပည့်တွေကနောက်ပိုင်းမှ ဒီပြကပူပြီးတင်းကျပ်လာတယ်လို့ပဲလို့တူပြောနေကြတယ်။အဲ့ဒီမှာကောင်လေးတစ်ယောက်ကမူဟိုင်းကိုတွေ့ပြီးနေကောင်းရဲ့လားလို့လှမ်းမေးတယ်။မူဟိုင်းကလည်းအေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပဲ။ကောင်မလေးကတော့ဒီစီနီယာကြီးတစ်ခုခုပြောင်းလဲသွားတယ်လို့ပဲလို့ခံစားနေရတယ်။မူချင်းကမူဟိုင်းစီရှောက်လာပြီးစောစောကလေ့ကျင့်ခန်းလုပ်နေလို့နှုတ်ဆက်နိုင်တာတောင်းပန်ပါတယ်လို့ရင်ကြီးပြောတယ်။မူဟိုင်းကလည်းရပါတယ်ဒီတောင်ကငါတောင်ပဲဖြစ်တဲ့တောင်မင်းထမ်းထားရတာပဲလို့ပြန်ပြောလိုက်တယ်။အဲ့ဒီမှာမူဟိုင်းကဘုံတစ်လုံးခွဲချလိုက်တာမနှက်ဖြန်ငါစာပြီးဒီတာဝန်ကိုငါပြန်ယူမယ်လို့ပြောလိုက်တယ်။အနားကတပည့်တွေအားလုံးစွန့်အားသွားတာပေါ့။မူချင်းကလည်းစီနီယာကိုယ်တိုင်ပဲကျွန်တော်ကိုလွှဲပေးခဲ့တာမဟုတ်ဘူးလားလို့ပြန်ပြောတော့မူဟိုင်းကကိုယ့်တာဝန်ကိုယ်ယူတာဘာမှလို့လဲလို့ခရီးပဲတုတ်ပြန်လိုက်တယ်။မူချင်းကတော့ဒေါသထွက်ပြီးစီနီယာကကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့ကျွန်တော်ကိုအတင်းလွှဲခဲ့တာလေလို့ပြန်អော်တယ်။မူဟိုင်းကလည်းရည်နေတာပေါ့။မူချင်းကဒီနေရာကိုဖက်တွယ်ထားချင်နေတယ်ဆိုတာသူရိပ်မိလိုက်တယ်။မူချင်းကဂိုင်းချုပ်နေရာကိုတော့မျှော်လင့်နေပုံပဲ။မိုင်းအတွက်လည်းဂိုင်းချုပ်နဲ့အဓိကတပည့်တွေပဲတင်ခွင့်ရတဲ့ခရမ်းရောင်စွမ်းရည်ကျင့်စဉ်ကိုလိုချင်နေတာကြောင့်ဒီနေရာကိုအလျှော့ပေးလို့မရဘူး။မူချင်းကတော့အရင်ကမိုင်းလုပ်ခဲ့တဲ့အမားတွေကိုထောက်ပြပြီးတိုက်ခိုက်နေတော့တာပဲ။မိုင်းကလေကားပေါ်အေးအေးဆေးဆေးတက်ပြီးမင်းအခြေအနေကိုနားမလည်သေးဘူးပဲလို့ပြောလိုက်တယ်။မူချင်းကဘာကိုနားမလည်ရမှာလဲလို့မေးတော့မူဟိုင်းကလည်းအေးဆက်ဆက်ကြည့်နေငါမင်းကိုခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး။ငါလုံးမဲ့အကြောင်းအတိပေးနေတာလို့ပြက်ပြက်သားသားပြောချလိုက်မကျင်တဲ့လေ့ကျင့်ခန်းပြီးမှလာပြောဒါကိုစိတ်ထဲမထားနဲ့လို့ပြောပြီးထပ်သွားတဲ့မူဟိုင်းကိုကြည့်ပြီးမူရှင်တယောက်ဒါငါတီးခဲ့တဲ့လူတကယ်ပဲဟုတ်ရဲ့လားလို့တော့သူရေရွတ်နေပြီမူဟိုင်းကတော့လူဆိုတာတေကန်တိဖြစ်ပြီးတော့ရင်ပြောင်းလဲတက်ကြတာပဲလို့ပြန်ပြောလိုက်ညရတော့တပည့်နှစ်ယောက်မူဟိုင်းရဲ့အဆောင်ရှိကိုရောက်လာတယ်သူတို့ကလူချင်းတွေ့ပြီးစကားပြောချင်နေဆိုတော့မူဟိုင်းကတက်သားသားကိုဆွဲပြီးထွက်လာတယ်ကောင်မလေးကမူချင်းကစီနီယာကိုကူညီခြင်းလို့ညင်နေတာပါစောစောကပြောတာတွေကိုပြန်ရုပ်သိမ်းပေးပါလို့တောင်းဆိုမူဟိုင်းကမူချင်းကလွတ်လိုက်တာလားလို့ပြီးတော့မဟုတ်ဘူးကျမတို့ဘာသာလာတာလို့ပြန်ပြောတယ်ကျွန်တော်တို့ကကိုယ့်ထက်အားနည်းတဲ့သူစီမှာမတင်ချင်ဘူးလို့ပြောချလိုက်တယ်မူဟိုင်းကခဏလေးငြိမ်သွားပြီးမှတွားတောင်ခိုင်းရဲ့အစင်လာတွေကပုတ်သွင်းနေပြီပဲငါအစမ်းကိုတန်တရားရှိရဲဆိုရင်လည်းအခုပဲပြပေးရတာပေါ့လို့စိန်ခေါ်လိုက်တယ်ချက်တဲနဲ့နေဟိုကောင်လေးခင်ဗျာလက်နဲ့လွတ်ကြပြီးဒူးပါထောက်ကြသွားတယ်နောက်တစ်ချက်မှာတော့ကောင်လေးပါလဲကျသွားတယ်နိုင်ငံနိုင်ငံကြပြီးဒဏ်ရာတွေနဲ့နှုံးချိသွားတော့မှသူတို့နှစ်ယောက်လည်းအရှုံးပေးလိုက်ရတယ်အဲ့ဒီမှာမူဟိုင်းကငါကမင်းတို့မျှော်လင့်ထားတဲ့အတိုင်းဟုတ်ရဲ့လားလို့မေးတော့ဟုတ်ပါတယ်တဲ့ဒါဆိုမင်းတို့ငါ့ကိုဝင်ကြီးတဲ့အားနေသေးတယ်ဆိုဒီထင်နေတော့မဲလားဆိုတော့မဟုတ်တော့ပါဘူးလို့အတန်တော်တုံနဲ့ပြန်ဖြေကြတယ်။ဝိုင်းကလည်းကျင်းနဲ့သွားပြီးကဲနားထောင်ကြမနှက်ဖြန်မနှက်စောစောလေ့ကျင့်ခန်းရှိတယ်။ပြန်ကြတော့ဆိုပြီးပြန်လွတ်လိုက်တယ်။ဖတ်မှာဘိုင်းကမင်းတို့တကယ်ကြီးမူဟိုင်းစီကအရှုံးပေးခဲ့တာလားဆိုပြီးမယုံနိုင်သူမေးတယ်။အဲ့ဒီမှာတယောက်ကအခုမူဟိုင်းကငါတို့တိတဲ့စီနီယာကြီးမဟုတ်တော့ဘူး။ဘတ်တကယ်ကိုပြောင်းလဲသွားပြီ။ရှော့တွက်လို့မရတော့ဘူးလို့ပြောနေတော့ရှင်တယောက်ခမညာပူပြီးနားထောင်နေမိတယ်။ရင်ကအနားကိုကပ်သွားပြီးဘာတွေဖြစ်နေတာလဲလို့မေးတော့ Ryan ကဘာမှမဟုတ်ပါဘူးစီနီယာကြီးကမနေ့ကလေ့ကျင့်ခန်းကိုဥဆောင်ပါဘူးသူတို့ကသဘောမကျလို့ပါလို့ရင်ကတော့မူဟိုင်းကသူ့နေရာနဲ့သူမတင့်တော်ဘူးလို့
သိသွားရင်အလိုလိုနောက်ဆုတ်သွားမှာပါသူတပားနောက်ကွယ်မှာမကောင်းကြံမှုမလိုပါဘူးလို့တွေးနေတယ်။ရန်ကကျွန်တော်တို့စိတ်ပူလို့ပါလို့စင်ကြင်ပေးပေမဲ့ဂျင်ကတော့ငါးဘာသာကံကကင်တွယ်လိုက်မယ်လူပြပြတ်သားပြောပြီးထွက်သွားတော့ဗယံတယောက်မျက်နှာပြက်ပြီးကြမ်းခဲ့တာပေါ့နောက်တနေ့မနေ့ရောက်တော့မူဟိုင်းကတပည့်တစ်တွေရှိမှမမမမရက်နေသူကငါဘာလို့ပြောင်းလဲသွားလဲဆိုတာမရှင်းနိုင်ဘူးမင်းတို့ကပြောကြရရှိတယ်တဲ့အောက်ကနေကြည့်နေတဲ့ဂျင်ကတော့ဒီကောင်ကတော့တကယ်ပဲသူ့အရေးချင်းကိုဖုံးကွယ်ထားခဲ့တာလားဒါမှမဟုတ်တယောက်ကကူညီထားတာလားဆိုပြီးတန်တရားဝင်နေတော့မယ်အဲ့ဒီမှာမူဟိုင်းကပြုံးခဲ့တယ်မင်းတို့အားလုံးကအရန်ကိုအားနေလို့နေလို့အော်ပြောလိုက်ပြီးအလုံးစွန့်ရသွားကြတယ်အားနေရတဲ့အကြောင်းရင်းကအခြေခံမပိုင်လို့ပဲဒါကြောင့်ဒီနေ့ကစပြီးအခြေခံဓာတ်တိုင်းကိုပဲလေ့ကျင့်ရမယ်လို့အမိန့်ပေးလိုက်တယ်ဘယ်ကဒေါသတကြီးနဲ့ကြားဖြတ်ပြောတယ်အမြန်တင်နေတာဘာမှလို့လဲခင်ဗျားတက်ကျွန်တော်ကပူလုံးနိုင်တယ်ဆိုပြီးစိန်ခေါ်လိုက်တာပေါ့မူဟိုင်းကလည်းအေးအေးဆေးဆေးပဲအချင်းနဲ့အပေါ်ကိုတက်လာခဲ့လေလို့ခေါ်လိုက်တယ်ရိုင်ကအပေါ်ရောက်တော့ခင်ဗျားတိုင်းပညာညံ့တာအားလုံးအတိပဲလို့ပြောဖို့ပြင်နေတော့မူဟိုင်းကဖြတ်ပြောလိုက်ငါသိတယ်မင်းကငါ့ကိုတိတ်ခါချဖို့တက်လာတာမလားကဲအားလုံးကြည့်တာငါဒီနေရာကနေတပားမှမရှိစေရဘူးအခြေခံဓာတ်ကွက်တစ်ကွက်ထဲနဲ့မင်းရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်ပြမယ်တဲ့အဲ့ဒီမှာရိုင်ကလည်းဒေါသထွက်ပြီးတရချမ်းနဲ့ဝင်တိုက်တော့တာပဲဓာချင်းရှိတိုက်ရိုက်တန်တွေကစူညံသွားတာပဲရိုင်ကသူ့ရဲ့အမြန်ဆုံးဓာတ်တိုင်းနဲ့တိုက်နေပေမဲ့မူဟိုင်းကတော့အသာလေးပဲအေးဆေးဆေးကနေခဲ့ပါတယ်အောက်ကတပည့်တွေကတော့ပါဇက်အဟောင်းသားပေါ့ရိုင်ကသူ့ရဲ့အထူးတိုင်းဖြစ်တဲ့လေအရှင်ပြင်းဓာတ်တိုင်းနဲ့အစွမ်းကုန်ကြိုးစားနေပေမဲ့မူဟိုင်းကတော့ကြောက်ရွံ့လို့တစ်ဖက်ချက်မှမပြေဘူး မင်းကဟိုတယောက်ထက်တောင်နည်းနည်းပိုဆိုးတာပဲအဖုံးအားနည်းနည်းသုံးလိုက်ရတယ်လို့တော့ပြောင်ပြောင်လိုက်တည်းဘိုင်ယန်ကတော့သွားကြည့်ပြီးအစွမ်းကုန်ကြိုးစားနေပေမဲ့ဒါကသူ့ရဲ့အကန့်အသတ်ပဲဆိုတာသူသိလာတယ်နောက်ဆုံးတော့ဝူဟိုင်းကဓာတ်ကိုခန္ဓာကိုယ်တစ်ခုလုံးနဲ့ဘယ်လိုခုတ်ရမလဲဆိုတာပြပေးမယ်လို့ပြောပြီးတစ်ချက်တည်းခုတ်လိုက်တာတကွင်းလုံးတိတ်ဆိတ်သွားတော့တာတစ်ချက်တည်းနဲ့ဘိုင်ယန်လွတ်ထွက်သွားတယ်ဝူဟိုင်းကကဲဒီကောင်ကိုစီးကပ်ပို့လိုက်ကြကျန်တဲ့လူတွေဓာတ်မြောက်လေ့ကျင့်ခန်းစမယ်ဆိုပြီးစီးရင်ရင်ပဲပြန်ပြေရောလိုက်တယ် အဲ့ဒီနောက်မူဟန်ကတပည့်တွေရဲ့အမှားတေးတေးလေးကအစားတစ်ခုချင်းစီလိုက်ပြင်ပေးနေတယ်။အဲ့ဒီအချိန်မှာသူကအတိတ်ကိုပြန်မြင်အောင်သွားတယ်။သူ့ဆရာကသူ့ကိုမင်းကပါရမီမပါပေမဲ့ဘယ်တော့မှလက်မလျှော့တဲ့စိတ်သက်ရှိလို့ငါရွေးချယ်ခဲ့တာလို့ပြောခဲ့ဘူးတာကိုအခုလည်းသူကဟွာတောင်ခိုင်းရဲ့စီနီယာဖြစ်နေပြီဆိုတော့ဘသူ့ကိုမှနောက်ချမထားခဲ့ချင်ဘူး။ငါတကယ်ချင်းဟန်နဲ့တာတမလွန်မှာပြန်ဆောင်ရင်တော့ငါ့ကိုသူတရေအကောင်းစားတိုက်ရမယ်။သူ့ကိုယ်စားငါဒီကလေးတွေကိုထိန်းရတာမလွယ်ဘူးလေလို့ပြုံးစီစီနဲ့တွေးလိုက်တယ်။ရန်နေငယ်ကြတော့တပည့်တွေရဲ့လေ့ကျင့်မှုကလည်းအသားကျလာတယ်။ဝေကတော့တက်တော်ထဲမှာလမ်းလျှောက်ရင်ခက်ခဲပေမဲ့ဝါတောင်ကိုင်းရဲ့မမှုပန်းတွေကတော့တနေ့မှလှလှပပဖူးပွင့်လာအောင်ပါလို့တွေးရင်သူကိုယ်တိုင်အဆင့်မြင့်ထားတဲ့တိုင်းပညာရှင်တစ်ယောက်ဖြစ်အောင်ဆက်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တိုင်းပညာလေ့လာတဲ့နေရာမှာအာရုံခံစားမှုကတကယ်ကိုအရေးပါတာဗျ။ဒီကိုယ်ထဲကိုသူစရောက်တုန်းကဘာမှမခံစားရပေမဲ့တရားရုံးကသူ့ကိုအကဲခတ်နေတာသူရိပ်မိနေရန်လိုတဲ့သဘောတော့မဟုတ်ဘူးစူးစမ်းကျင်တဲ့သဘောမျိုးပဲဘယ်သူလဲဆိုတာတော့မသိသေးပေမဲ့မကြခင်သူရှာဖွေဖော်ထုတ်မှာပါလျှောက်လာရဲ့နဲ့သူရီမန်းထားတဲ့နေရာကိုရောက်လာခဲ့အဲ့ဒီကျောင်းဆောင်ထဲမှာတော့ဟန်ကတ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ရှိနေသူကမူဟိုင်းရဲ့အရင်ပိုင်ရှင်နဲ့တော်တော်လေးရင်းနှီးပုံရတယ်ဗျကျွန်တော်တို့ရဲ့ဓာတ်နှစ်ပြားကဂါဘရာပြုံးလို့ဆက်ပြီးဒီကကံမီယာကျမ်းတွေကိုလာလိလာနေတာပါလို့ပြောတော့ဓာတ်ကလည်းအံ့ဩသွားပေမဲ့ရပါတယ်ဒါပေမဲ့ဒဏ်ရာကမပြောက်သေးတော့အပင်မခံနိုင်အောင်လို့တတိပေးရှာတယ်။ဒီယူဆိုင်ပါမယ်လို့မူဟိုင်းကပြန်ပြောတဲ့အချိန်မှာဓာတ်ကငါတပည့်တယောက်ကမင်းပေါ်ရိုင်းရိုင်းဆက်ဆိုင်လှုပ်ခဲ့တယ်ဆိုတာကြားတယ်လို့စကားဆတာ။မူဟိုင်းကတော့စိတ်ထဲကနေငါရိုက်ခဲ့တဲ့က၃ယောက်တောင်ရှိတာဘယ်တော့မှပြောတာပါလဲလို့တွေးနေပါဒါပေမဲ့အဲ့ဒါကအရေးမကြီးပါဘူး။ဓာတ်ကမူဆန်ကသူ့မှန်တဲ့ထင်တာကိုလှုပ်ခဲ့တာပါဆိုပြီးတောင်းပန်တယ်လို့လည်းပြောတယ်။တကယ်ဆိုမင်းကဒီချက်ပူပြီးပြပြတထန်အပြစ်ပေးခဲ့ရမှာလို့ဓာတ်ကပြုံးပြုံးလေးပြောနေပေမဲ့မူဟိုင်းကတော့အေးဆေးပဲကျွန်တော်ကစီနီယာတယောက်အနေနဲ့လှုပ်တင်တာကိုပဲလှုပ်ခဲ့တာပါစိတ်မပူပါနဲ့လို့ပြောလိုက်တာကိုကြားတော့ဓာတ်တယောက်စွန့်အားသွားတာပေါ့ဓာတ်ကငါတကယ်ပဲမူဟိုင်းရဲ့ပါဇက်ကနေဒီလိုစကားမျိုးကြားရတာလားသူ့မျက်စိတွေကအရင်ကထက်ပိုထက်မြက်လာနေပါလားလို့အန်အော်တကြီးတွေးမိနေတယ်မူဟိုင်းကတော့ဒီလူကြီးငါ့ကိုဘာလို့ဒီလောက်တော့စိုက်ကြည့်နေရတာလဲလို့တွေးနေတာပေါ့ဓာတ်ကတော့မင်းတပည့်တွေကိုစောင့်ရှောက်တာဝမ်းသာပါတယ်
ကဲတွားလိလာတော့လို့ခွင့်ပြုလိုက်ဝိုင်းထက်သွားတာကိုကြည့်ပြီးထက်ကဆရာဆုံးရှုံးထားတဲ့သူတယောက်ကဘလို့လို့ဒီလောက်တော့စိတ်သက်ခိုင်မာနေရတာလေလို့တန်းအတော်ဖြစ်နေတော့မယ်အဲ့ဒီအချိန်မှာမူဟိုင်းကတော့တိုင်းနယ်ပယ်ဆိုတာဘာလဲဘယ်ကနေစရမလဲဆိုတာကိုလိုက်ရှာနေပြီသူတိတဲ့အတိတ်ဘယ်ကမှားနေတယ်လို့ပဲတိုင်းလောကမှာအသက်ရှင်မှုဆိုတာကတိုင်းပညာအစွမ်းထက်ယုံနဲ့မပြီးဘူးဗျတင်ထားတာကိုလက်တွေ့ဘလို့အသုံးချမလဲဖြတ်တွန်းဉာဏ်နဲ့ဆုံးဖြတ်ချက်ဘလောက်မှန်မလဲဆိုတာကိုရေးကြည့်တာပေါ့ဒါကြောင့်တိုင်းနယ်ပယ်ဆိုတာတိုင်းပညာကျွမ်းကျင်မှုနဲ့အတူအတွေ့အကြုံဝါရင့်မှုနဲ့ပညာဉာဏ်တွေကိုပေါင်းစပ်ထားတာကိုခေါ်တာပါငွိုင်းကစောင်းတွေဖက်ရင်ဝါတောင်ခိုင်းရဲ့တိုင်းပညာကိုလေ့လာနေဒါပေမဲ့တချို့ကျမ်းစာတွေကိုတော့သူဖတ်ခွင့်မရှိသေးဘူးတပည့်တွေလောဘတက်ပြီးအခြေခံကိုကြော်ဖတ်မှဆိုလို့ကန့်တက်ထားတာကိုသူလေ့လာကြည့်တဲ့လောက်ဝါတောင်ခိုင်းရဲ့တိုင်းစနစ်ကနားလည်ရမခက်လာဘူးအခြေခံဓာတ်အကွက်တွေကတစ်ဆင့်မမှုန်ပန်းတိုင်းအထိအစစ်စစ်တက်သွားရတာဒီဓာတ်တိုင်းတွေရဲ့လှုပ်ဝက်ချက်တွေကဝါတောင်ခိုင်းကိုနာမည်ကြီးစေခဲ့တာပေါ့။ခိုင်းကအခုတော့ငါကပင်စီအဆင့်ကိုရောက်နေပြီ။အကိုင်းခက်တွေဖြစ်တဲ့မမှုန်ပန်းတိုင်းကိုလူချင်းရင်တော့တိုင်းစီယာကြီးအဆင့်အဖြစ်အတိမတ်ပြုခံရမှာဖြစ်မယ်လို့ရည်ရွယ်လိုက်ပြီ။အဲ့ဒီမှာမမှုန်ပန်းဓာတ်တိုင်းအကြောင်းပြောနေတာလားဆိုပြီးဘက်ယူရောက်လာပါလေရော။ဘက်ယူကခိုင်းချုပ်ကြီးပေါ့။သူကမူဟိုင်းဒီမှာအကြာကြီးရှိနေလို့လာကြည့်တာမူဟိုင်းကလည်းထိုင်မအောင်ခိုင်းချုပ်လို့ရင်ကြီးဖိတ်ခေါ်လိုက်ခိုင်းချုပ်ကမင်းဒီစာအုပ်တွေအကုန်ဖတ်ပြီးပြီလားလို့အန်အော်တကြီးမိတော့မူဟိုင်းကဟုတ်ကဲ့လို့တူတူပဲဖြေတယ်ခိုင်းချုပ်ကတပည့်တွေကိုမေးလေးချင်းပေးနေတာငါကြားတယ်ဘာလို့အခြေခံဓာတ်ပွဲ6မျိုးကိုပဲစောက်ချခိုင်းနေရတာလဲလို့ပြီးတော့သူကအရင်ကမူဟိုင်းဆိုရင်မေကွန်းမေးရင်တောင်တုံတုံရီနဲ့ဖြေနေတတ်တာကိုအခုတော့အရန်တိတ်နေလို့ထူးဆန်းနေမူဟိုင်းကတော့ဒီလူကြီးငါဟန်ဆောင်နေတာလားဆိုတာလာစစ်ဆေးတာပဲလို့ချိန်မိလိုက်ဒါနဲ့သူကလည်းပြက်ပြက်သားသားပဲပြန်ဖြေလိုက်ဒုတိယမျိုးဆက်တပည့်တွေကအစာကလေးကခြေလမ်းတွေမှားနေခဲ့ကြတာသူတို့တိုင်းပညာတွေကတကယ်ကိုစိတ်ပြက်စရာကောင်းလို့နဲ့နိုင်ချုပ်ကတော့မျိုးလုံးပြူးသွားတာပေါ့သူတိတဲ့မူဟိုင်းကအရန်ရိုးသားပြီးဘယ်သူမှမကောင်းမပြောတတ်တဲ့ကလေးလေးခုတော့တခြားတစ်ယောက်လိုဖြစ်နေမူဟိုင်းကဆက်ရှင်းပြတယ်တပည့်တွေအကုန်လုံးကဒီဓာတ်ကွက်တွေကိုတိကျတာပဲဒါပေမဲ့သူတို့တိုးတက်မလာပဲညံ့လာတာဘာလို့လဲတိလားတိုင်းပညာဆိုတာခန္ဓာကိုယ်တင်လေ့ကျင့်တာမဟုတ်။ဂိုင်းရဲ့အတွေးခေါ်နဲ့စိတ်သက်ပိုင်းကိုပါနားလည်ဖို့လိုတာနဲ့ဥပမာပြရရင်ဝူဒန်ဂိုင်းရဲ့ဓာတ်တိုင်းလိုပေါ့။တိုင်းကျောင်းမှာတင်တယ်ဆိုတာအဖွဲ့အစည်းရဲ့အနှစ်သာရကိုပေါ်ထုတ်တာ။ဂိုင်းကျောင်းကတော့ဝူဟိုင်းရဲ့တည်နေမှုကိုကြည့်ပြီးသူ့ဆရာဟန်တဲ့တောင်ဆင်နေတယ်လို့တွေးနေမိတယ်။ဝူဟိုင်းကညီကုန်းချုပ်လိုက်တယ်။အပဲတွေကမမှုန်ပွင့်မှုပဲအာယုံစိုက်နေကြတာ။ကျွန်တော်ကတော့သူတို့ကိုတိုင်းပညာဆိုတာဓာတ်ကွက်တွေတက်မြောက်ဖို့တင်မဟုတ်ဘူး။ဓာတ်ရဲ့အတွေးခေါ်ကိုနားလည်ပြီးနေ့စဉ်ဘဝမှာရှင်းသုံးတတ်အောင်အရင်ဆုံးသင်ပေးရမယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတော့။အဲဒါကြောင့်မလို့မမှုပန်းပွင့်ရုံနဲ့တင်အလုံးပြီးသွားတာမဟုတ်ဘူးလို့သူကဆိုလိုတာပေါ့။ဝိုင်းရစကားကိုကြားတာအကြီးကဲရဲ့မျိုးလုံးတွေပြူးသွားတယ်။ဒီကလေးကရုပ်ရည်မဟုတ်ပဲအသိပညာပိုင်းမှာသူ့ရဲ့ဆရာဟန်နဲ့တော်တော်လေးဆင်နေတာကိုဒီကလေးမှရှိရပါလိမ့်မယ်ငါတယောက်တည်းပဲမြင်နေတာလားလို့တော့ခိုင်းချုပ်ကတွေးမိတော့ဝိုင်းကငငယ်လေးနဲ့တင်ဒီလောက်တော့အတွေးခေါ်နဲ့နေတာသူသဘောကျသွားတာပေါ့ခိုင်းချုပ်ကမင်းဘလို့လမ်းစဉ်ကိုရှောက်မှလဲလို့ပြောဝိုင်းကခဏစဉ်းစားပြီးဝါတောင်ခိုင်းရဲ့တိုင်းတွေကအားလုံးကောင်းပါတယ်ဒါပေမဲ့ရှင်တန်မှုလောက်ပဲအားကိုးနေရတာရဲ့တိုက်ပွဲဝင်ဒီပြူဟာတွေရှိတာရဲ့ဟိုတော့အားမရဘူးလို့ပွင့်လင်းလေးပဲပြောချလိုက်အမှန်တော့သူကအားလုံးကိုအံ့ဩသွားအောင်ပြောနိုင်ပေမဲ့စိတ်ကိုအတတ်တိုင်ဆုံးထိန်းထားတာပဲသူကလိန်ညာပြီးတော့ပဲကျွန်တော်ကတော့ဆရာဖြစ်ရှင်ခဲ့တဲ့လမ်းစဉ်အတိုင်းလျှောက်ပြီးဆရာနေရာကိုဆက်ခံမှာပါလို့ပြောလိုက်တကယ်တော့ဆရာလမ်းစဉ်ကိုဆက်လျှောက်ပြီးဆရာထက်တာတာလုပ်တာကတပည့်တယောက်ရဲ့တောင်းဝန်ပဲမဟုတ်လားခိုင်းချုပ်ကမူဟိုင်းရဲ့စိတ်သက်ကိုကြည့်ပြီးအယံအံ့ဩသွားတယ်မူဟိုင်းမှာသူ့ဆရာဟန်ရဲ့အရေးအယောင်တွေကိုမြင်နေရတာပါရမီကြောင့်မဟုတ်ပဲဆရာလမ်းစဉ်ကိုရှောက်ချင်တဲ့သူ့ရဲ့ပြင်းပြတဲ့စိတ်သက်ကြောင့်ဆိုတာသူနားလည်သွားတယ်။တိုင်းကွက်အတစ်တစ်ခုကိုတည်ထွင်မှုဆိုတာမလွယ်ဘူးဆိုပေမဲ့သူရှိကကောင်းတဲ့အတွက်သူတကယ်ကိုခုံယူမိရတယ်။အန္တာရှိနေရင်မင်းအတွက်အရန်ခုံယူမှာပဲလို့ကျုပ်ကပြောတယ်။ညာကျုပ်ကစောင်းတဲ့ကဘလောက်ပဲအေးတန်ကိုအန်တုပြီးပွင့်တဲ့မမှုပန်းရနက်ကပူ
ကိုမွေးတာပေါ့ဆိုပြီးဆွေရိုးစကားလေးနဲ့အားပေးရှာတယ်။ပတောင်ခိုင်းပေါ်မှာပွင့်တဲ့ဓာတ်မှုပန်းတွေကိုသူမကာကွယ်နိုင်ခဲ့ပေမဲ့အခုတော့ဦးငုံလေးတစ်ခုကြံခဲ့ပြီလေ။ဒါကြောင့်ဒီအဖူးလေးကိုလှလှပပပွင့်လာအောင်လုပ်ပေးဖို့ကသူ့တာဝန်ပဲလို့ဂိုင်းချုပ်ကဆုံးဖြတ်လိုက်။အဲ့ဒီမှာနေဂိုင်းချုပ်ကပွားတောင်ပေါ်မှာမတ်မှုပန်းအပြင်တခြားပန်းတွေအများကြီးရှိရတဲ့ငါဘာလို့ဒီပန်းကိုပဲအထူးတလဲရွေးခဲ့တာလဲဆိုတာတိလားလို့မေးလိုက်။ဝမ်းကမသိဘူးလို့ဖြေတော့ဂိုင်းချုပ်ကဒါကိုမင်းမသာတေချာစဉ်းစားကြည့်ရင်အများကြီးတိလာလိမ့်မယ်လို့မေးဒီဆက်ဆံပြောပြီးထပ်သွားဖို့ပြင်တယ်။လမ်းမှာသူ့ဆရာကိုဆုံးရှုံးခဲ့ရဘူးကြောင်းဒါပေမဲ့မူဟိုင်းရဲ့ဝမ်းနည်းမှုကိုတော့အပြည့်အဝနားမလည်နိုင်ကြောင်းပြောခဲ့သေးတယ်။ဒါပေမဲ့မင်းဆရာဆုံးသွားတာဟာအဆုံးသတ်မဟုတ်ဘူး။သူဖြစ်ချင်တာတွေကိုလုပ်ပေးဖို့အစားပြုတာပဲလို့အားပေးစကားပြောပြီးထွက်သွားတယ်။မူဟိုင်းကလည်းဒါဟာတကယ့်ကိုပညာရှိတဲ့စကားပဲလို့လက်ခံလိုက်ပါတယ်။နှစ်ပထမပိုင်းလေးပြီးဆုံးသွားခဲ့ပါတယ်။ဒီဗီဒီယိုကိုကြိုက်ရင် like လေးနှိပ်ပေးခဲ့ပြီးတော့ comment လေးနဲ့မှတ်ပေးသွားခဲ့ပါ။ဒါနဲ့ subscribe လေးကိုလည်းနှိပ်သွားခဲ့ဖို့မမေ့နိုင်ဘူးနော်။